okay ဆိုတော့ကျွန်တော်တို့ဒီဗီဒီယိုမှာကတော့ဘာပြောမလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ computer vision ကြောင်းပြောမယ်ဆိုတော့ computer vision ဆိုတာကဘာလဲဆိုတော့ဒီ computer vision ဆိုတော့ကျွန်တော်တို့ဒီ AI ဆိုတဲ့ဘယ်လိုပြောမလဲ AI ဆိုတဲ့ feed တွေကဒီ sub feed တစ်ခုပေါ့နော်ဒီ AI ထဲမှာပါတဲ့ sub feed တစ်ခုပေါ့သူကအဓိကအနေနဲ့ကဘယ်လိုမျိုးအလုပ်လုပ်တာလဲဆိုလို့ရှိရင်ဒီအဓိကသူ့ကိုတွဲသုံးကြတာကတော့ဘယ်လိုပြောရမလဲဒီဟိုပါပေါ့ဒီ AI ကျွန်တော်တို့ AI ကို AI လုပ်တော့မယ်ဗျာကျွန်တော်တို့ဒီ machine learning model ကိုကျွန်တော်တို့တွေက data တွေပေးတော့မယ်ဒီ image နဲ့ဆိုင်တဲ့ data တွေပေးတော့မယ်ဆိုတော့ကျွန်တော်တို့ဒီ machine learning model ကိုဟိုအားလို့သဘောထားလိုက်ကျွန်တော်တို့ကလေးအငယ်တယောက်လို့သဘောထားလိုက်ကျွန်တော်တို့တွေကကလေးငယ်လေးကိုစတင်တော့မယ်နော်စတင်တော့မယ်ကျွန်တော်တို့အဲ့ဒါဆိုလို့ရှိရင်ဒီကျွန်တော်တို့စာအုပ်တွေမှာတွေ့ဦးမှာပါကျွန်တော်တို့အရင်ကျောင်းစာအုပ်တွေမှာကျွန်တော်တို့တွေကစားတော့သင်ရတယ်ထားပါတော့အဲ့ဒီထားပါတော့ကျွန်တော် biology တို့ပါတော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဟိုပါတော့ဒီပုံကြီးတော့ပေးထားတယ်ဗျာပုံကြီးထဲမှာ info တွေပါလိမ့်မယ်ဒါပေမဲ့အဲ့ဒီ info တွေကကျွန်တော်တို့မဲနေတယ်ဒါပါတော့ဒီပုံကြီးကမဲနေတယ်ဟိုပါတော့ info တွေကတိတ်ပြီးတော့မပေါ်လွင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကဘာဖြစ်လဲကျွန်တော်ဘာသွားကြည့်ရမှာအဲကြတော့ဘာကိုနားလဲမှာတော့เนาะဆိုတော့အဓိကကဒီ computer vision ဆိုတာကဒီအရင်ခက်ကြည့်တော့မဟုတ်ဘူးဒီ machine learning model train မယ်ဗျာ machine learning model train မယ်အဲကြတော့ကျွန်တော်တို့တွေက machine learning model ကို train မယ်ဆိုလို့ရှိရင် machine learning model ကဆက်ဆက်ကြီးဘာမှမသိဘူးလေကျွန်တော်တို့တွေဒီ ChatGPT တို့ဘာလို့သုံးတယ်ဗျာကျွန်တော်တို့အမြင်မှာဒါဒီကောင်က final product မလို့ဒီကောင်ကအကုန်လုံးသိနေတဲ့ကောင်လိုမျိုးဖြစ်နေတာဒါပေမဲ့ဆက်ဆက်ချင်းမှာဒီ machine learning model တွေကကျွန်တော်တို့ရဲ့မွေးကင်းစကလေးတွေလိုပဲဘာမှသိတဲ့ကောင်မဟုတ်ဘူးဒီတိုင်းသူက machine learning algorithm ကြီးပဲဗျာ algorithm ပဲဘာမှသိတဲ့ကောင်မဟုတ်ဘူးအဲဒါတော့ကျွန်တော်တို့တွေကဘာလုပ်ရမလဲကျွန်တော်တို့ဒီကောင်ကို raw data တွေပြီးမယ်ဗျာထားပါတော့ဒီ image တွေကျွန်တော်ဘာမှ process လုပ်မထားတဲ့ image တွေဆိုတော့ကျွန်တော်တို့ဒီဘာ info မှမပါတဲ့ကျွန်တော်တို့ငငယ်ကဒီကျောင်းဆောင်တွေကပုံနေပေါ့ကျောင်းဆောင်တွေကပုံနေသဘောမျိုးပဲကျွန်တော်တို့ရဲ့ဒီ raw data တွေကိုပဲသူတို့ကိုကြည့်ခိုင်းမယ်ကြည့်ခိုင်းနေပြီးတော့ဒီကောင်ဘာဆိုပြီးတော့မှတ်ခိုင်းမယ်ဆိုလို့ရှိရင်ဘယ်လိုရမှာတော့ဟုတ်တယ်မလားရတာတော့ရချင်ရလိမ့်မယ်ဗျာဒါပေမဲ့အချိန်ကြီးအများကြီးကြာသွားမှာဆိုတော့အချိန်ကြီးအများကြီးကြာမယ် resource တွေအများကြီးယူမယ် resource တွေအနေနဲ့ကျွန်တော်တို့ဒီ computing power တွေကျွန်တော်တို့ပတ်စံတွေပါတရားကြီးကုန်သွားမယ်ပေါ့အချိန်ကြီးကြာသွားမယ်ဆိုတော့ပြီးတော့ထွက်လာတဲ့ဒီ final product ကလည်းမကောင်းနိုင်ဘူးဘာလို့ကောင်းမှာတော့ဟုတ်တယ်မလားဒီ image တွေကမှမရှင်းတာဗျာဟုတ်တယ်မလားဒီကလေးကဘယ်လိုလုပ်စာရတော့မှာတော့အဲ့လိုမျိုးပဲကျွန်တော်တို့ဒီ computer vision ဆိုတာကကျွန်တော်တို့ဒီ machine learning model ကို train ဖို့အတွက်ကျွန်တော်တို့ဒီ image တွေကို process လုပ်ရတယ်ပေါ့ဘယ်လိုမျိုး process လုပ်ရတာလဲဆိုလို့ရှိရင်ထားပါဒီကြောင်ကြောင်ဝဲကြည့်လိုက်တော့ကြောင်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကလေးတွေကိုဒီကောင်ကကြောင်ကြီးပါလို့တော့ပြောလို့ရချင်ရမယ်ဒါပေမဲ့အဲ့ဒီကြောင်ကိုကျွန်တော်တို့တွေကနောက်ထပ်တခြားအကောင်နဲ့ထားပါခွေးထားလိုက်ပါဆိုတော့အဲ့ကြောင်ကိုခွေးနဲ့နှိုင်းရှင်ခိုင်းမယ်ဆိုလို့ရှိရင်သူတို့ရဲ့ဒီထူးခြားတဲ့ဘယ်လိုပြောမလဲထူးခြားတဲ့ feature တွေပေါ့နော် feature တွေကိုဒီကလေးတွေကမသိသေးဘူးလေဆိုတော့ဒါဆိုတာကြောင်မှာဆိုလို့ရှိရင်သူတို့ဘာကိုအရင်ဆုံးတွေ့မလဲဒီအမွှေးတွေတွေ့မယ်မျက်လုံးပါမယ်ဒီနှာခမ်းမွေးပါမယ်ကျွန်တော်တို့ဒီနေရွက်ပါမယ်ဒါဆိုလို့ရှိရင်ဒါကတော့အခုလက်ရှိကျွန်တော်တို့မြင်နေရတဲ့ထူးခြားတဲ့ feature တွေပေါ့နော်ဆိုတော့ခွေးမှာလည်းအဲ့ဒါကြီးမပါဘူးလားပါတယ်လေကျွန်တော်တို့နေရွက်တွေပါမယ်အမွှေးတွေပါမယ်နှာခမ်းမွေးပါမယ်ဆိုတော့အဲ့လိုပဲလေကျွန်တော်တို့ဒါဒီကောင်ကဘာကောင်လဲမေးလို့ရှိရင်ဒီကြောင်ကိုကျွန်တော်တို့ဒီကောင်ကဘာဒီကြောင်မှာလို့ကျွန်တော်တို့မှတ်ခိုင်းတာပြီဆိုပြီးကလေးတယောက်ကိုမှတ်ခိုင်းတာပြီဆိုလို့ရှိရင်ဒီခွေးကိုပြလိုက်ခွေးကဘာကောင်လဲမေးလိုက်လို့ရှိရင် तू ကအဓိကထူးခြားတဲ့ feature တွေအနေနဲ့တိုက်တယ်ပြီးတော့ तू ကကြောင်မှာလို့ပြောလိမ့်မယ်ဆိုတော့ဒီကြောင်နဲ့တူလားလို့မေးလိုက်လို့ရှိရင်ကလေးကတော့တူတယ်လို့ပဲပြောလိမ့်မယ်ဘာလို့လဲဆိုတော့သူ့ကိုဒီသိထားတဲ့ feature တွေကလေးကမလန်းသေးဘူးမလိလာသေးဘူးဆိုတော့အဲ့ဒီမလိလာသေးတဲ့အတွက်ဒီကြောင်မှာသူ့အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်ဒီကောင်လေးပဲရှိသေးတယ်ဒီအမွှေးတွေပါမယ်နေရွက်တွေဒါတွေပဲရှိသေးတယ်အဲကြတော့ခွေးမှာလည်းအဲ့ဒါကြီးပါတာဖြစ်တဲ့အတွက်ကျွန်တော်တို့တွေကခွေးနဲ့ကြောင်နဲ့တူတူပဲလို့ကလေးကထင်သွားလိမ့်မယ်ဆိုတော့အကောင်လေးကိုကျွန်တော်တို့တွေက process လုပ်ပေးရမယ်
ဆိုတော့အဲ့ဒီဆိုတော့ကျွန်တော်တို့ raw data ဒီကြောင်းပုံကြီးကိုကျွန်တော်တို့ရ process လုပ်ပေးရမယ်လိုမျိုး process လုပ်ပေးရမယ်သူ့ရဲ့ထူးခြားတဲ့ feature တွေဆိုတော့ဒီကြောင်ရဲ့ထူးခြားတဲ့ဒီကြောင်မှာပဲရှိတဲ့ထူးခြားတဲ့ features တွေဆိုလို့ရှင်ဘာရှိမလဲကြောင်ကဒီထားပါတော့ကျွန်တော် average ပဲပြတော့မယ်ဗျာဒီတခြားသေးတဲ့ခွေးတွေပါအဲ့တော့မပြတော့နဲ့ပေါ့ဆိုတော့ဒီကြောင်ရဲ့ထူးခြားတဲ့ feature ကဘာရှိလဲကြောင်ကပုံမှန်ဆိုလို့ရှိရင်ခွေးတဲ့ရွယ်စားသေးတယ်ပြီးကြတော့ဘယ်လိုပြောရမလဲတခြားပါရှိသေးအောင်မသိသူတို့ရဲ့နေရွက်တွေကလည်းနည်းနည်းသေးတယ်ပေါ့နော်နေရွက်တွေကလည်းခွေးဒီနေရွက်တွေကじゃပုံမှန်ဆိုလို့ရှိရင်ကြာနေတာအဲ့လိုပါရှိတယ်ဒါပေမဲ့ကြောင်နေတဲ့နေရွက်တွေအဲ့လိုမျိုးတိတ်မဖြစ်ဘူးလေအဲ့ဒါမျိုးတွေရှိမယ်ပြလို့ရှိရင်သူတို့ရဲ့မျက်လုံးတို့မျက်စံတို့ကတော့ဒါမျိုး features တွေရှိမယ်ဒါမျိုး features တွေကိုငါတို့တွေက process လုပ်လိုက်မယ်ပြီးတော့ကလေးတွေကိုပြလိုက်မယ်ထူးခြားတဲ့ features တွေကိုကျွန်တော်တို့ထုတ်ပြမယ်ပေါ့ကွာထုတ်ပြမယ်ကြောင်နေရွက်ကတော့ဒီလိုမျိုးရှိတယ်ကြောင်ရဲ့အရွယ်စားကဒီလိုမျိုးဒါဆိုလို့ရှိရင်ငါတို့တွေကနောက်ထပ်အဲ့ခွေးကိုခေါ်လာခဲ့ခွေးကိုခေါ်လာရပြီးတော့ဒီကောင်ကဒါဆိုရင်ကြောင်လားလို့မေးလိုက်လို့ရှိရင်ကလေးကဒါဆိုရင်တိသွားပြီလေတိသွားပြီဆိုတော့မဟုတ်ဘူးလို့ပဲပြောလို့မယ်ဆိုတော့အကောင်ကတို့ဒီ computer vision ပဲဒီထူးခြားတဲ့ဒီ image မှာရှိတယ်ငါတို့ထူးခြားတဲ့ feature တွေကိုထုတ်ရတယ်ထုတ်တယ်ပြီးတော့ငါတို့ကဒီ machine learning model မှာငါတို့က train ပေးရတယ်ဆိုတော့အကောင်ကငါတို့ computer vision ပဲဆိုတော့computer vision ကိုငါတို့တွေကဘယ်မှာသုံးကြလဲ computer vision ကိုဘယ်မှာသုံးကြလဲဆိုတော့အဓိကအဖြစ်ငါတို့ဒီ self driving car တွေပါတယ်ပုံမှန် Tesla လို့ပြောတယ်မလားအဲ့ဒီ Tesla လို့ပြောပါလဲသုံးရတယ်ပြီးတော့အဲ့ဒီအသုံးတာတော့များကြီးပါပဲဆိုတော့ဒီဘယ်လိုပြောရမလဲနောက်ထပ်ရှိတာကငါတို့ဒီ face detection တို့ပါတော့အဲ့ဒါမျိုးတွေမှာလည်းသုံးတယ်ပြီးတော့ object detection ပြီးတော့အကုန်လုံးပဲငါတို့ဒီတချို့ auto pilot တွေဘာတွေမှာလည်းသုံးရတယ်ပြီးတော့တခြားတွေလည်းရှိသေးတယ်ငါတို့ဒီ YouTube တို့ဘာမှလည်းမတွေ့ဘူးမှာပါဒီဆေးတွေကွာတချို့ဆိုလို့ရှိရင်ဒီဆေးတွေကိုတစ်လုံးချင်းရေးနေကြမလို့ပဲနဲ့ဒီငါတို့ဆေးတွေကိုဒီလင်မင်းပေါ်မှာဖြန်းလိုက်တယ်သူကသူဘယ်နှလုံးရှိတယ်ဆိုပြီးတော့ကောင်းပေးသွားတယ်ပြလို့ရှိရင်ဒီတစ်သီးတွေရှိမယ်ပြီးလို့ရှိရင်တစ်သီးတွေကဒီတစ်သီးတွေကဘယ်ကောင်ကကောင်းလဲဘယ်ကောင်မကောင်းလဲဒါမျိုးတွေခွဲရတာရှိတယ်ပြလို့ရှိရင်တကယ်ကောင်းတဲ့ဟာကြီးဆိုလို့ရှိရင်ပတ်စံလိုမျိုးဘယ်ဟာဘလောက်တန်ဘယ်ဟာဘလောက်တန်ဒါမျိုးတွေခွဲလို့ရတယ်တော့သုံးရတယ်ရတော့အကုန်အများကြီးပဲဆိုတော့အဲ့ဒီနေရာတွေမှာသုံးရတယ်ပေါ့နော်ဆိုတော့အကောင်က computer vision ပဲဆိုတော့အဲ့ကောင်က computer vision ပဲအဓိကကတော့ဒီ AI လုပ်တဲ့နေရာမှာအသုံးများတာပေါ့နော် computer vision ကဆိုတော့အဲ့ဒါပါပဲyeah အဲ့ဒါပါပဲအကောင်ကို computer vision လို့ခေါ်တယ်ဒီပြန်ပြီးတော့ငါတို့တွေကအတူချုပ်ရှင်းပြလို့ရှိရင် computer vision ဆိုတာအတူချုပ်ပြီးတော့ရှင်းပြလို့ရှိရင် computer vision ဆိုတာကဒီ image မှာရှိတဲ့ပုံတော်ပုံမှာရှိတဲ့အရာဝတ္ထုတွေရဲ့features တွေသူတို့ရဲ့ထူးခြားချက်တွေကိုထုတ်ပြတာဒီကလေးတယောက်နဲ့တူတဲ့ machine learning model ကိုလေ့လာလို့ရအောင်ဒီပုံထဲမှာရှိတဲ့ထူးခြားတဲ့ features တွေကိုထုတ်ပြတဲ့ process ပဲ computer vision ဆိုတာက okay အဲ့ဒါဆိုရင်ရပြီဒါက computer vision ဖြစ်တယ်နောက်ဒါ computer vision ကဘာလဲဆိုတာဖြစ်တယ်နောက်ပိုင်းမှာဒီ computer vision မှာအဓိကကြားတဲ့ဒီ image တွေအကြောင်းပါညာကိုတစ်ချက်ပြောပြပေးမယ် okay